2025-26ဘောလုံးရသည်အင်္ဂလန်ပရီးမီးယားလိရဲ့တနစ်တာအကောင်းဆုံးစကားတင်ကစားသမားများအားလုံးမင်္ဂလာပါ B-Sport Channel ကနေတင်ဆက်ပေးနေပါတယ်2025-26ဘောလုံးရသည်ပြီးဆုံးမှုနီကလာနဲ့မြအင်္ဂလန်ပရီးမီးယားလိမှာတနစ်တာလုံးခြေစွမ်းပြကစားနိုင်တဲ့ကစားသမားတွေများစွာထွက်ပေါ်လာခဲ့ပြီးဖြစ်တယ်လို့ခြေစွမ်းမပြနိုင်မဲ့ရုန်းကန်ခဲ့ရတဲ့ကစားသမားတွေလည်းများစွာထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်လက်ရှိမှာတော့အင်္ဂလန်ပရီးမီးယားလိတာဝန်ရှိသူတွေကနှစ်စဉ်ပေးနေကြဖြစ်တဲ့ပရီးမီးယားလိတနစ်တာအကောင်းဆုံးကစားသမားစုအတွက်စကားတင်ကစားသမားတွေကိုထုတ်ပြန်ထားခဲ့ပြီးဖြစ်ပြီးဒီကနေ့မှာတော့အင်္ဂလန်ပရီးမီးယားလိရဲ့တနစ်တာအကောင်းဆုံးစုစကားတင်ကစားသမားတွေကိုကျွန်တော်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1 Bruno Fernandes Manchester United တင်းရဲ့အသက်သွေးကြောလို့ပြောရမယ့် Bruno Fernandes ကဒီရာသီပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားတွေကတယောက်ဆိုတာအားလုံးကလက်ခံထားကြတာပါ Bruno အနေနဲ့အသင်းကောင်းဆောင်ပြီး United တို့ကိုအကောင်းဆုံးဦးဆောင်မောင်းနေခဲ့ပြီးအမပေးစရာအဆင့်သုံးနဲ့ Champions League ဝင်ခွင့်တို့ရရှိအောင်ဆောင်ပေးထားခဲ့သလိုဂိုးပန်တီမှု19ကျင်းထိလည်းပြုလုပ်ထားနိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်နံပါတ်2 Gabriel Magalhaes Arsenal တို့ပရီးမီးယားလိမှာပေးကိုနေဆုံးနဲ့ခံစစ်ကောင်းဆုံးအသင်းဖြစ်ရပ်တည်နေတာဟာ Gabriel ရဲ့ဆောင်းဆောင်ရည်ဒီကြောင့်လို့ဆိုရမှာပါ Gabriel အနေနဲ့ William Saliba နဲ့အတူ Arsenal ခံစစ်ကြောင်းကိုကျစ်လစ်စွာတည်ဆောက်နိုင်ခဲ့ပြီး Arsenal တို့ကိုလည်း Premier League Champions စုနဲ့နီးစပ်ဆုံးဖြစ်အောင်ပို့ဆောင်ပေးထားနိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာတာဖြစ်ပါတယ်နံပါတ်3 Morgan Gill Nottingham Forest ဒီရာသီ Forest တို့တမ်မစင်ရည်မှာအဓိကအခန်းကဏ္ဍကပါဝင်နေတာကအင်္ဂလန်ကွင်းလယ်လူ Morgan Gill ပါ Gill အနေနဲ့ Nottingham Forest တို့အတွက် Premier League ပွဲပေါင်း35ပွဲထိပွဲထွက်ကစားပေးထားခဲ့ပြီး73ဂိုးသွင်းကဂိုးပန်တီမှု4ချိန်ထိပြုလုပ်ထားနိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာတာဖြစ်ပါတယ်နံပါတ်4 Erling Haaland Manchester City အင်္ဂလန်ပရီးမီးယားလိရဲ့တနစ်တာအကောင်းဆုံးစကားတင်စီးရဲထဲမှာ Erling Haaland ကမပါမဖြစ်ကစားသမားတစ်ယောက်လို့ကိုဆိုရမှာပါ Manchester City ဂိုးသွင်းဆက် Erling Haaland အနေနဲ့ City တို့ကိုနှစ်စဉ်နှစ်တိုင်းဂိုးပေါင်းများစွာသွင်းယူပေးနေတဲ့ကစားသမားဖြစ်ပြီးဒီရာသီလဲ Man City တို့အတွက်ပရီးမီးယားလိသွင်းကို26ဂိုးထိသွင်းယူပေးထားခဲ့တယ်လို့အမပေးစရာအဆင့်တဲ့နေရာကိုလည်းပို့ဆောင်ပေးထားနိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာတာဖြစ်ပါတယ်နံပါတ်5 David Raya Arsenal ပရီးမီးယားလိရွှေလက်အိတ်စုကို3နှစ်စတိုက်ရရှိခဲ့တဲ့ Arsenal ဂိုးသမား David Raya ကလည်းဒီစီးရဲထဲမှာပါဝင်လာခဲ့တာပါ Raya အနေနဲ့ဒီရာသီ Arsenal တို့အတွက်အဓိကပွဲစဉ်တွေမှာဂိုးမပေးရအောင်လက်စွမ်းပြကာကွယ်ပေးနိုင်ခဲ့တာဖြစ်ပြီးကလင်းရှစ်18ပွဲထိလည်းရအောင်ဆောင်းဆောင်နိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်နံပါတ်6 Anthony Semenyo Manchester City ရာသီဝက်လောက်မှာ Manchester City အသင်းကိုရောက်ရှိလာတဲ့ Semenyo အနေနဲ့ Guardiola ရဲ့လက်အောက်မှာချက်ချင်းဆိုသလိုပဲခြေစွမ်းပြနိုင်ခဲ့တာပါ Semenyo အနေနဲ့ရာသီစမှာဘုံမောက်တို့အတွက်အကောင်းဆုံးခြေစွမ်းပြကစားပေးခဲ့သလို Manchester City အသင်းမှာလည်း15ပွဲကစားက6ဂိုးသွင်းဂိုးပန်တီပေးနိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်နံပါတ်9 Ingo Thiago Brentford ဒီရာသီဟာလန်ပြီးရင် Premier League ရဲ့ဒုတိယဂိုးသွင်းများဆုံးကစားသမားဖြစ်တဲ့ Thiago ကလည်းဒီစီးရဲမှာပါဝင်လာခဲ့တာပါ Ingo Thiago အနေနဲ့ဒီရာသီ Brentford တို့အတွက် Premier League သွင်းကိုစုစုပေါင်း22ဂိုးထိသွင်းယူပေးထားခဲ့တာဖြစ်ပြီးအမပေးစရာ18နေရာထိလည်းရအောင်ဆောင်းဆောင်ပေးထားနိုင်ခဲ့တာကြောင့်စကားတင်စီးရဲထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်နံပါတ်10 Declan Rice Arsenal တို့ဒီရာသီ Premier League Champion ဆင်ခေါ်နိုင်မှုမှာ Declan Rice ကအဓိကအခန်းကဏ္ဍကပါဝင်တဲ့ကစားသမားပါ Rice အနေနဲ့ Arsenal တို့အတွက် Premier League ပွဲတိုင်းလို့ပွဲတော်ကစားပေးထားခဲ့ပြီး Arsenal ကွင်းလယ်ကိုလည်းအကောင်းဆုံးထိန်းချောင်းပေးထားခဲ့သလိုအမပေးစရာ17နေရာကိုလည်းရောက်ရှိအောင်ဆောင်းဆောင်ပေးထားနိုင်ခဲ့တာကြောင့်ဒီစကားတင်စီးရဲထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်ဒီစကားတင်ကစားသမားတွေကမှဘယ်ကစားသမားက2025-26ဘောလုံးရသည့်အင်္ဂလန် Premier League ရဲ့တနင်္လာအကောင်းဆုံးကစားသမားစုကိုသိမ်းပိုက်သွားမယ်ထင်ကြလေဗျမိတ်ဆွေတို့ထင်တဲ့သူကိုကွန်းမမှာခန့်မှန်းသွားခဲ့ကြပါဦး